ကောင်လေးတောက်ကသူဇနီးရဲ့အခေါင်ကိုသွားပြီးတော့ဖွင့်ကြည့်လိုက်တဲ့အခါမှာ10နှစ်လောက်ဆုံးသွားခဲ့တဲ့ဇနီးကအသက်ရှိနေတဲ့အတိုင်းပါပဲနောက်ပြီးတော့အခေါင်ထဲမှာကလေးတောက်ကိုမွေးထားတာဖြစ်ပြီးကောင်လေးကကလေးကိုသွားပြီးတော့ယူတဲ့အခါမှာတော့သူမိမရဲ့အလောင်းကကလေးကိုခတင်တင်လေးပွေ့ဖက်ထားပါတယ်ကောင်လေးကအာရင်ဘလောက်ပဲတုံးလုံးဝမလွတ်ဘဲနဲ့ကောင်လေးဟာသူ့ကိုကလေးကိုကြီးလာခဲ့တဲ့အထိကောင်းကောင်းလေးစောင့်ရှောက်ပေးမယ်လို့ပြောလိုက်တော့မှလက်ကနေလွတ်သွားခဲ့တာပါကောင်လေးကစိတ်လို့ရှားစွာနဲ့ပဲကလေးကိုပွေ့ထားခဲ့ပြီးသူ့ရဲ့ဇနီးကအလောင်းကမျက်ရည်တွေကျလာခဲ့ပါတယ်အဲ့ဒီအလောင်းကိုကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ဘေကဆံမြုပ်ပကံကိုမှတ်မိသွားခဲ့ပြီးဒါဟာညာတိုင်းသူတို့ရဲ့အိမ်မှာဆံမြုပ်လာဝဲတဲ့ကောင်မလေးမဟုတ်လားပေါ့လုံခဲ့တဲ့3ရက်ရဲ့မနေ့3နိုင်မှာအဖိုးဟာထပြီးတော့ဆံမြုပ်ရောင်းမှုအတွက်ချက်ပြုတ်နေသလိုအဲ့ဒီကောင်မလေးကသူတို့ဆိုင်ရှင်မှာရုတ်တရက်ပေါ်လာပြီးတော့ဆံမြုပ်ဝယ်မယ်လို့ပြောပါတယ်သူကအရန်ကိုစော်တယ်ဆံမဖွင့်သေးဘူးလို့ပြောပေမဲ့ကောင်မလေးကတော့ကလေးလေးအရန်ကိုပိုက်စာနေပြီဆိုပြီးတော့ဝယ်ဖို့အတွက်တောင်းဆိုနေတာဖြစ်ပါတယ်တဘောကောင်းလာတဲ့တတိကလည်းကောင်မလေးကိုတပွဲရောင်းချပေးလိုက်ပါတယ်ကောင်မလေးထွက်သွားတာကိုတွေ့တော့တတိကစိတ်ပူနေပါတယ်အဲ့လိုချိန်မှာကောင်မလေးတယောက်တည်းသွားလာတာမလုံခြုံဘူးပေါ့ဒီကမှာအဖွားကထလာခဲ့ပြီးတော့ဘသူကအဲ့လောက်စောစောလာဝယ်တယ်လို့မေးတဲ့အခါမှာအဖိုးကြီးကဧည့်သည်တယောက်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်သူတို့တွေလည်းအတွေ့အကြုံများမနေပဲနဲ့ဆိုင်စားဖွင့်နေပြီးနောက်နေ့အဖွားစင်းရင်စစ်တဲ့အခါမှာတော့ကြောက်ခဲတလုံးတွေ့လိုက်ရပါတယ်အဖိုးကြီးကပတ်စံတွေကိုယူကြည့်တဲ့အချိန်မှာကောင်းကောင်းမကြည့်ဘူးဆိုပြီးတော့ပြောနေသလိုအဖိုးကြီးကလည်းမင်းညံကအရန်ကိုမှောင်နေတာကြောင့်ကောင်းကောင်းမတွေ့တာနေမှဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်အဖွားကြီးကလည်းအဖိုးကိုနောက်တစ်ခါဂယူးဆိုင်ဖို့ပြောပြီးတော့အပြင်ကိုထွက်ပြီးတော့ဈေးသွားဝေးပါတယ်လမ်းမှာအိန္ဒိယနှစ်ယောက်ကိုတွေ့တဲ့အခါမှာတော့အတင်းတုံနေပြီးဘယ်အကျင့်မကောင်းတဲ့လူလည်းမသိပါဘူးစံမျိုးလေးဝယ်တာကိုပတ်စံစာကြောက်ခဲသွင်းပြီးတော့ဝယ်လာတယ်ဆိုပြီးတော့ညီးပြလိုက်ပါတယ်ဒါပေမဲ့အိန္ဒိယနှစ်ယောက်ကစံမျိုးဝယ်လာတာဒီပတ်ဝန်းကျင်ကလူပဲအဲ့လိုမလုပ်တော့ဘူးတဲ့နင်တို့ကညစ်ပတ်တာတစ်ခုနဲ့တွေ့တာလည်းဖြစ်နိုင်တယ်ဆိုပြီးတော့သူ့ကိုပြန်ပြောပါတယ်အဖွားကလည်းအဲ့ဒီလိုကြားလိုက်တဲ့အခါမှာလမ်းပြန်သွားခဲ့ပြီးသူ့ကိုဂူးဆိုင်ဖို့အတွက်အိန္ဒိယနှစ်ယောက်ကတတိပေးလိုက်ပါတယ်တတိပေးပြီးတော့ကြောက်လို့ထပ်ပြီးသွားကြသလိုနောက်နေ့တူနေတဲ့အချိန်မှာကောင်မလေးကထပ်ပြီးတော့ရောက်လာခဲ့ပါတယ်သူ့ရဲ့ကလေးကပိုက်စာနေတယ်ဆိုပြီးတော့လာဝဲတာဖြစ်တယ်လို့အဖိုးကြီးကလည်းလက်တွေတုံနေပြီးတော့ဆံမြုပ်ကိုပေးလိုက်ပါတယ်ဒီကမှာတော့အဖိုးကြီးကပတ်စံကိုတေချာစစ်ပြီးတော့မှတင်းလိုက်ပြီးကောင်မလေးရဲ့အရေးကိုကြည့်ပြီးတော့အဖိုးကြီးနဲ့အဖွားကြီးတို့နှစ်ယောက်လိုက်သွားခဲ့ပါတယ်ကောင်မလေးကတင်းချိုင်းတစ်ခုကိုရောက်သွားတဲ့အခါမှာပျောက်ကွယ်သွားခဲ့ပြီးအဲ့ဒီချိန်မှာတင်းချိုင်းကုန်းကနေကလေးငိုတန်ကြားလိုက်ရပါတယ်အဖိုးကြီးနဲ့အဖွားကြီးကလက်ပြီးတော့ထပ်ပြီးသွားကြသလိုမိုးလင်းပြီးတော့ပတ်စံစစ်တဲ့အခါမှာတော့ကြောက်ခဲကိုထပ်ပြီးတော့တွေးရပြန်ပါတယ်အဲ့ဒါကိုကြည့်ပြီးတော့မှအဖိုးကြီးအဖွားကြီးတို့ဟာအရန်ကိုကြောက်နေခဲ့ပြီးတပတ်မှာတော့ကောင်လေးကဆုံးသွားတဲ့မိမကိုအိမ်မက်မက်နေတာပါသူ့ရဲ့မိမကကလေးကိုပွေ့ပြီးတော့သူ့ရဲ့အနာကိုရောက်လာပါတယ်နောက်နေ့မှာတော့အဖိုးနဲ့အဖွားတို့ကတရားရုံးမှာသွားတိုင်ပါတယ်တရားသူကြီးကတော့အဲ့လိုထူးဆန်းတဲ့အကြောင်းတွေကိုယုံကြည်မှုမရှိပေမဲ့လေအဖိုးနဲ့အဖွားကိုကြည့်ပြီးတော့အဲ့ဒီတင်ညာရဲ့တက်ဆိုင်ရာမိသားစုကိုခေါ်လိုက်ပါတယ်အဲ့ဒီအကြောင်းကိုနားထောင်ပြီးတဲ့အခါမှာတော့ကောင်လေးကလမ်းပြန်သွားရပြီးသူ့ရဲ့အိမ်မက်ကိုလည်းတရိရပြီးတော့သူနိုးလာတဲ့ချိန်မှာတော့အများကြီးမတွေ့တော့ပါဘူးအခုဖြစ်ပျက်နေတဲ့အကြောင်းအရာနဲ့ဆက်ဆက်နေတော့တခုခုဖြစ်နေမယ်လို့ထင်ပါတယ်ဒါကြောင့်တရားရုံးကိုလိုက်သွားပြီးတော့အကောင့်ပြန်ဖွင့်ဖို့အတွက်သဘောတူလိုက်ပါတယ်။လွန်ခဲ့တဲ့10နှစ်မှာသူတို့လင်မယားနှစ်ယောက်ကအရန်